ရိုးရိုးပုံမုံတွေကိုမြင်မိနေပြီလားအရန်ချစ်စရာကောင်းပြီးအိတ်ဆက်နေတဲ့ဒီပင်လယ်ဖန်လေးမူချီပုံမုံလေးတွေကိုကြည့်လိုက်ပါဦးလုံးရတာဘလောက်လဲဆိုတာရှုံတောင်ယုံမှာမဟုတ်ဘူးချောကလက်အစာတွေကလည်းအပြည့်ပဲနော်ပထမဆုံးချောကလက်အစာလုပ်မယ်နော်ကြက်ဥအနွတ်တကြားဂျုံမုံနဲ့ကိုကိုမုံတို့ကိုရောင်းဝယ်လိုက်ပါနွားနို့ဘူးလေးထည့်ပြီးဖြစ်လာတဲ့အထိအမီအေးအေးနဲ့ကြိုပေးပါအရသာပုတ်ကောင်းသွားအောင်ဒါချောကလက်လေးထည့်ပြီးရေခဲဒေတာထဲမှာ2 နာရီလောက်အေးခံထားလိုက်ပါအခုမူချီလုပ်ရအောင်မူချီမုံနှုံမုံရေနဲ့ကြက်ဥတို့ကိုရောင်းဝယ်ပါတေချာနေပြီးရင်ထောက်ပလေးထည့်ပြီးမုံသားလေးညက်လာတဲ့အထိ9 မိနစ်လောက်ဆက်နေပေးပါရေပေါက်လေးတွေလိုပုံဖော်ပေးပါအမီလေးနဲ့လက်သေးသေးလေးတွေတက်ဖို့မမီနဲ့နော်မကွဲသွားအောင်မဖုတ်ခင်ရေလေးနဲ့ဖရန်ပေးပါအော်ဗင်ထဲထည့်ပြီး190ဒီဂရီနဲ့35မိနစ်လောက်ဖုတ်လိုက်ရုံပါပဲပူဖောင်းလေးတွေလိုဖောင်းလာတာကိုကြည့်ရတာအရင်ကျင်းနေစရာကောင်းပါတယ်အေးခံထားတဲ့ချောကလက်ခရင်ကိုမှွေလိုက်ပါအပေါင်းလေးဖောက်ပြီးဝါဝါကစ်ကစ်ဖြန်လေးတွေထဲကိုဖြည့်ထည့်လိုက်ပါအရှိပျော်နေတဲ့ချောကလက်နဲ့မျက်နှာချစ်စရာလေးဆွဲပေးပါမိုးတက်ကြိုက်ခိုက်လိုက်တာနဲ့ချောကလက်တွေကပါဇက်ထဲမှာအရှိပျော်သွားတာပဲမဖြစ်မနေစမ်းလုပ်ကြည့်တဲ့နဲ့နော်